မင်္ဂလာပါခင်ဗျာဒီနေ့တော့တပတ်တာအတွင်းကထူးထူးခြားခြားသိပ္ပံတဲ့ဤပညာသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းအနေနဲ့နိုင်ငံတကာအာကာသစခန်း ISS မှာရှိတဲ့အာကာသယာဉ်မှူးတဦးကိုကျမ်းမာရေးအခြေအနေကြောင့်အရေးပေါ်မြေပြင်ကိုပြန်လည်ပို့ဆောင်ခဲ့ရတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်ဒါဟာအာကာသစခန်းသမိုင်းမှာရှားရှားပါးပါးဖြစ်ရတစ်ခုဖြစ်ပြီးအဲ့ဒီအာကာသယာဉ်မှူးကို SpaceX ရဲ့ Crew Dragon ယာဉ်နဲ့ကမ္ဘာမြေကိုအောင်မြင်စွာပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကစေကူတာမှုကြီးခံယူစေခဲ့တယ်လို့သိရပါတယ်ဒုတိယသတင်းကတော့အာကာသဝါသနာရှင်တွေအတွက်စိတ်မကောင်းစရာပါပဲအင်္ဂါဂျူဘော်ကနေမြေသားနမူနာတွေကမ္ဘာမြေကိုပြန်လည်တည်ဆောင်မဲ့ Mars Sample Return Mission ကိုကုန်ကျစရိတ်အလွန်အမြင့်များပြားတာနဲ့ကြာမြင့်ချိန်နောက်ကျနိုင်တာတွေကြောင့် NASA ကလက်ရှိပုံစံအတိုင်းဆက်မသွားတော့ပဲဖြတ်သိမ်းဖို့ဒါမှမဟုတ်အကြီးအကျယ်ပြုပြင်ပြောင်းလဲဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီ mission ဟာအင်္ဂါဂျိုမှာတက်ရှိခဲ့ဘူးသလားဆိုတာကိုသိနိုင်ဖို့အဓိကမျှော်လင့်ချက်ရှိခဲ့တာပါသိပ္ပံပညာရှင်တွေဟာအင်္ဂါဂျို Mars ရဲ့ဝင်ရိုးစုံဒေတာတွေမှာရှိတဲ့ဒူးတက်လာတဲ့ရေခဲပြင်ကြီးတွေအောင်မှာရခင်ကကျွန်တော်တို့မသိရှိခဲ့တဲ့ထူးဆန်းတဲ့ဖုံမုံအလွှာတွေကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်ဒီတွေ့ရှိချက်ဟာအင်္ဂါဂျိုရဲ့ယာဒီဥတုသမိုင်းကြောင်းကိုနားလည်ဖို့အတွက်အလွန်အရေးပါတဲ့အချက်တစ်ခုဖြစ်လာပါတယ်အရင်ကတော့အင်္ဂါဂျိုရဲ့ရေခဲပြင်တွေဟာတန့်စင်တဲ့ရေခဲတွေနဲ့ပဲဖွဲ့စည်းထားတယ်လို့ယူဆခဲ့ကြပြီမြအခုလေ့လာမှုအရရေခဲအလွှာတွေကြားထဲမှာဖုံမုံတွေနဲ့တဲတွေအများများရောနှောပုံးကွယ်နေတာကိုရေဒါတိုင်းတာချက်တွေကတဆင့်ဖော်ထုတ်နိုင်ခဲ့တာပါသိပ္ပံပညာရှင်တွေဟာရုရှားနိုင်ငံရဲ့အလွန်အေးခဲတဲ့ဒေသတစ်ခုမှာနှစ်ပေါင်း10နဲ့ချီတွင်ပျောက်ကွယ်သွားခဲ့တဲ့ Woolly Rhino လို့ခေါ်တဲ့အမွေထူးနှံ့တာကြီးတစ်ကောင်ရဲ့ရုပ်ကြွင်းကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။အန်အောဖို့ကောင်းတာကအဲ့ဒီနှံ့တာကြီးရဲ့အသားတွေနဲ့အင်္ဂါအစိတ်ပိုင်းတွေဟာအေးခဲနေတဲ့ရေခဲပြင်အောင်မှာပုတ်သုံးမသွားပဲမူလအတိုင်းနီးမှကျန်ရှိနေတာဖြစ်ပါတယ်။ဒီတွေ့ရှိချက်ကနေတဆင့်စိတ်ပံပညာရှင်တွေဟာရှေးဟောင်းခေတ်ကတရဝါတွေဘလို့ရှန်တန်ခဲ့တယ်ဆိုတာကိုပိုပြီးအသေးစိတ်လေ့လာနိုင်တော့မှာဖြစ်ပါတယ်။အထူးသဖြင့်အခုရှာဖွေတွေ့ရှိခဲ့တဲ့ရုပ်ကြွင်းဟာအရွယ်မလောက်သေးတဲ့နှံ့တာအငယ်တစ်ကောင်ဖြစ်ဖို့များပြီးသူ့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့တစ်ရှုတွေကနေတဆင့် DNA ဆိုင်ရာအချက်လက်တွေပါဖော်ထုတ်နိုင်ဖို့မျှော်လင့်နေကြပါတယ်။ဒါအပြင်အဆိုပါ AK မြေလွှာထဲမှာပဲရှေးဟောင်းဝန်ပူးလေးတွေရဲ့ရုပ်ကြွင်းတွေပါဆက်တိုက်ရှာဖွေတွေ့ရှိနေကြတာကြောင့်ဒါဟာကမ္ဘာသမိုင်းဝူခေတ်ကတရိษံလောကအကြောင်းကိုနားလည်ဖို့အတွက်အလွန်တန်ဖိုးရှိတဲ့ရှာဖွေတွေ့ရှိမှုတစ်ခုထက်လာခဲ့ပါတယ်။နက္ခတ္တဒေသပညာရှင်တွေဟာအာကာသမှာရှိတဲ့နာမည်ကျော် Orion လို့ခေါ်တဲ့ Orion တဲတာတွင်ကြီးလေးကိုကတိစိတ်လေ့လာနေရင်းနဲ့အရင်ကတခါမှမတတိထားမိခဲ့တဲ့ထူးဆန်းတဲ့အချက်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲ့ဒါကတဲတာတွင်ကြီးတဲ့အလဲပဟုတ်နာမှာတန်ထက်တွေအလွန်အမြင့်သိပ်တန်ဒီတန်းတလုံးလိုခေတ်တတိနေတဲ့ Ion Bar လို့ခေါ်ဆိုနိုင်တဲ့တည်ဆောက်မှုပဲဖြစ်ပါတယ်။ဒီတွေ့ရှိချက်ဟာသိပ္ပံပညာရှင်တွေကိုအတော်လေးအံ့ဩစေခဲ့တာပါပုံမှန်အားဖြင့်တဲတာတွင်ကြီးတွေထဲမှာတန်ကူတွေဖုံမုံတွေပဲအဓိကရှိတတ်ပြီးအခုလိုတန်တက်တွေအစုလိုက်အပြုံးလိုက်တန်းတလုံးလိုဖြစ်နေတာဟာအလွန်ကိုထူးခြားလုံးလို့ပါဒီတမနီတန်းလိုတည်ဆောက်မှုကြီးကဘလို့ကြောင့်ဖြစ်ပေါ်လာရတယ်လဲဆိုတာကိုတော့အခုထိအပြေရှားနေတုံးကြပေမဲ့သိပ္ပံပညာရှင်အချို့ကဒါဟာတေသိပ်နီးပြီးတော့ကျဲတဲ့ဒီမွေးဖွားလာချိန်မှာထွက်ပေါ်လာတဲ့ပြင်းထန်တဲ့အာကာသလေပြင်းတွေကတေတာတွင်ထဲမှာရှိတဲ့တတ္ထုတတိကိုတဏီယာထဲမှာစုစည်းသွားအောင်တွန်းပို့လိုက်တာကြောင့်ဖြစ်နိုင်တယ်လို့ယူဆနေကြပါတယ်။ဒီတွေ့ရှိချက်ကနေတဆင့်ကျွန်တော်တို့နေရတဲ့စကြာဝတ်ကြီးမှာ Jedi, Groucho တွေဘယ်လိုဖြစ်တည်လာတယ်လဲဆိုတဲ့အချက်လက်သစ်တွေကိုပိုပြီးနားလည်နိုင်မှာဖြစ်သလိုအာကာသထဲမှာတတ္ထုတက်တွေပြန့်နေပုံနဲ့ပတ်သက်ပြီးအရင်ကသိထားတဲ့ယူဆချက်တွေကိုပါပြန်လည်သုံးသပ်ဖို့လိုအပ်လာစေခဲ့ပါတယ်။လက်ရှိမှာတော့ James Webb အာကာသ Telescope ကိုအသုံးပြုပြီးဒီထူးဆန်းတဲ့တန်မနီတန်းကြီးရဲ့ပါဝင်ဖွဲ့စည်းမှုတွေကိုပိုမိုတိကျအောင်ဆက်လက်လေ့လာနေစေပါပဲ။သိပ္ပံပညာရှင်တွေဟာလူနဲ့မျိုးနွမ်းတူ primate တွေအပါအဝင်နိုးတိုက်တတဝါမျိုးစိတ်ပေါင်းများစွာမှာတွေ့ရလိရှိတဲ့လင်တူဆက်ဆံတာဟာ Charles Darwin ရဲ့ Synthesis Theory နဲ့ဆန့်ကျင်နေတာမျိုးမဟုတ်ပဲတကယ်တော့မျိုးနွမ်းတွေရှင်းသန်းဖို့အတွက်အရေးပါတဲ့ view ဟာတစ်ခုဖြစ်နိုင်တယ်လို့အခိုင်အမာဆိုလိုက်ကြပါတယ်။အရင်ကတော့တဘာဝနေရအားဖြင့်မျိုးပွားဖို့အတွက်လင်ကွဲချင်းဆက်ဆံတာကလားစင်အိဖြစ်စဉ်ရဲ့အခြေခံလို့ယူဆခဲ့ကြပေမဲ့အခုလေ့လာမှုအသစ်တွေအရလင်တူချင်းယင်းဤကျွမ်းဝင်တာဟာတရိษံအုပ်ကူးတွေကြားမှာပြဿနာတွေကိုလျှော့ရှာပေးတယ်လို့အုပ်ကူးဝင်တွေအကြားယင်းဤမှုကိုခိုင်မာစေပြီးအခြေချင်းကူညီဆောင်ရှောက်မှုကိုပိုမိုအားကောင်းစေတယ်လို့ဖော်ထုတ်နိုင်ခဲ့ပါလေအထူးသဖြင့်မြတ်မျိုးနွယ်တွေမှာလိန်တူစစ်စံတာဟာအုပ်ကူးထဲမှာတင်းကျပ်မှုတွေကိုပြေလျော့စေတဲ့ငင်းချမ်းဖြည့်ရှင်းဆောင်ရွက်မှုနီလန်းတစ်ခုအနေနဲ့အသုံးဝင်နေတာကိုတွေ့ရပါတယ်
ဒါဟာမျိုးပွားမှုကိုအဟန်တာဖြစ်စေတဲ့အမားတစ်ခုမဟုတ်ပဲလူမှုအတိုင်းဝိုင်းတစ်ခုပုံမကြည့်လက်ခိုင်မာလာဖို့တဘာဝနေရာကဖန်တီးပေးထားတဲ့ရန်တကာတစ်ခုထစ်လာနိုင်တာဖြစ်ပါတယ်။ဒါကြောင့်သိပ္ပံပညာရှင်တွေကဒါဝင်းရဲ့ theory ကိုအမြင်သစ်နဲ့ပြန်လည်သုံးသပ်လာပြီးလိင်တူဆက်ဆံတာဟာတရိษံလောကမှာထူးဆန်းတဲ့ဖြစ်စဉ်တစ်ခုမဟုတ်ပဲမျိုးနွယ်တွေရေရှည်တည်တံ့အောင်ထိမ့်သိမ်းပေးတဲ့စင်ရည်ဖြစ်စဉ်နဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ကောက်ချက်ဆိုလာကြတာပဲဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေဟာစကြာဝဠ်ကြီးရဲ့အနက်ရှင်းဆုံးလွှင့်ဝှက်ချက်တစ်ခုဖြစ်တဲ့ black holes ခေါ်တဲ့အနံရောင်တွင်းကြီးတွေရဲ့လှုပ်ရှားမှုပုံရိပ်ကိုပထမဦးဆုံးအခါဗီဒီယိုရိုက်ကူးဖို့ပြင်ဆင်နေကြပြီလို့သတင်းထွက်ပေါ်လာပါတယ်။အငင်းကမြင်တွေ့ခဲ့ရတဲ့ black hole ပုံရိပ်တွေဟာဓာတ်ပုံအသေးတွေသာထည့်ခဲ့ပြီးနဲ့အခု Cambridge တက္ကသိုလ်မှပညာရှင်တွေပါဝင်တဲ့နိုင်ငံတကာအဖွဲ့က Messier 87 Galaxy ရဲ့ဗဟိုမှာရှိတဲ့ black hole ကြီးရဲ့လှုပ်ရှားမှုကိုရုပ်သံမှတ်တမ်းအနေနဲ့ဖန်တီးတော်မှာဖြစ်ပါတယ်။ဒီစီမံကိန်းကိုဦးဆောင်တဲ့သူတစ်ယောက်ဖြစ်တဲ့ပါမောက်ထ Sarah Markov ကတော့ black hole တွေဟာအရာအလုံးကိုဝါမျိုးပြစ်နေတဲ့ဖြုံဆောက်ဆက်ကြီးတွေမဟုတ်ဘူးဆိုတာကိုသက်သေပြောချင်တာလို့ဆိုပါတယ်။တကယ်တော့ black hole တွေဟာစကြာဝဠ်ကြီးမှာအင်အားကြီးမားတဲ့လျှက်စစ်တောင်လိုင်းတွေနဲ့ဓာတ်ငုတန်းတွေကိုအလွတ်လောင်ပြီး galaxy တွေဖြစ်လာအောင်ကူညီပေးနေတဲ့အစိတ်အပိုင်းတွေပဲဖြစ်ပါတယ်။ဒီရုပ်သံမှတ်တမ်းကိုရိုက်ကူးဖို့အတွက်ကမ္ဘာအနှံ့အမှာရှိနေတဲ့ radio telescope ပေါင်း7ခုကိုချိတ်ဆက်ပြီးကမ္ဘာဂရိုချိုအစိုက်အယူကြီးဓာတ်စာရှိတဲ့မှန်ပြီးကြီးတစ်ခုအဖြစ်အသုံးပြုမှာဖြစ်ပြီးလာမယ့် March လနဲ့ April လတွေမှာ data တွေကိုစတင်စုဆောင်းမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီဗီဒီယိုကိုကြည့်ဖို့တော့ကျွန်တော်တို့အနည်းငယ်ဆောင်ဆိုင်အောင်မှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ Antarctica လနေရာမျိုးမှာရှိတဲ့ telescope တဲ့စီကို data တွေကိုယူရမယ်ဆိုရင် hard disk တွေကိုသင်ပေါ်နဲ့တည်ယူရမှာဖြစ်ပြီးအဲ့ဒီ data ပမာဏကလည်းအလွန်ကိုကြီးမားလွန်းတာကြောင့်စစ်ဆေးတွက်ချက်ရကိုအချိန်ယူရမှာဖြစ်လို့ပါပဲ။ဒီရုပ်သံမှတ်တမ်းဟာစိတ်ပံလောကအတွက်ဆယ်ဆပူပြီးတိုးတက်သွားမယ်တောင်လန်ရဲ့တစ်ခုဖြစ်ပြီးကျွန်တော်တို့နေထိုင်ရတဲ့စကြာဝဠ်ကြီးဘလို့အလုတ်လောက်တယ်လဲဆိုတာကိုအဖြေဖျားပေးနိုင်မယ်လို့ပညာရှင်တွေကမျှော်လင့်နေကြပါတယ်